အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကကြွေပြားခင်းကဲလုပ်ငန်းတွေလှုပ်ဆောင်တဲ့အခါမှာတည်ထားတဲ့အချက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ကြွေပြားခင်းကြွေပြားကဲလုပ်ငန်းတွေလှုပ်ဆောင်တဲ့နေရာမှာအထူး queue size ဆောင်ရွက်ရမယ့်အချက်တွေကတော့ကြွေပြားမကက်မီနေရန်ပေါ်မှာ spot ရိုက်တာဒါမှမဟုတ်ရင်ချစ်ရပေးထားရပါမယ်ကြွေပြားကက်မဲ့နေရာမှာဘင်းလိုင်းတွေကော်လန်တွေရှိမယ်ဆိုရင်ကျင်တွယ်ကြအောင်ရင်ချောထားပေးရပါမယ်ချောမွေးနေတဲ့နေရန်တွေအဝတ်မှာစေးတုပ်ထားတဲ့နေရန်ပရိရိုက်ထားတဲ့နေရန်တွေကိုကြွေပြားလုံးဝကက်လို့မရနိုင်ပါဘူးကြွေပြားခင်းအလုပ်ငန်းမှာအသုံးပြုရမယ့်အင်္ဂတေအချိုးအစားကဘီလက်မီတစ်စားအသေးတစ်စားဒါမှမဟုတ်ရင်ဘီလက်မီနှစ်စားသဲနှစ်စားကော်တစ်စား1-2အချိုးနဲ့ရောဆက်အသုံးပြုနိုင်ပါတယ်ကြွေပြားနေရန်ကက်လုပ်ငန်းမှာအသုံးပြုရမယ့်အင်္ဂတေအချိုးအစားကတော့ကြွေပြားကက်ကောနှစ်စားဘီလက်မီတစ်စားဖြင့်ရောဆက်အသုံးပြုနိုင်ပါတယ်ကြွေပြားတွေကိုမခင်းခင်မကက်ခင်မှာရေပူပေါင်းအမြုပ်ပြောက်တဲ့အထိရေစိမ်ထားသင့်ပါတယ်ကြွေပြားတွေကိုမကက်ခင်မခင်းခင်ရေစိမ်ရတဲ့အကျိုးကျေးဇူးကအင်္ဂတေမှာပါဝင်တဲ့ရေကိုကြွေပြားကနေစုပ်ယူမသွားစေဖို့အတွက်ဖြစ်ပါတယ်။အင်္ဂတေမဆလာတူက3မက်ခန့်အထိတာအများဆုံးရှိသင့်ပါတယ်။ကြွေပြားခင်းကက်လုပ်ငန်းပြီးစီးသွားတဲ့အခါမှာချက်ကာရောနဲ့စစ်ဆေးတဲ့အခါမှာကြွေပြားအောက်မှာလေခိုးပေါက်တွေအခေါင်းပွားတန်တွေဖြစ်ပေါ်မနေရပါဘူး။ကြွေပြားခင်းကက်လုပ်ငန်းမစတင်ခင်မှာချက်ကာရောနဲ့နေရန်ကိုလေခိုးမခိုးလဲစစ်ဆေးသင့်ပါတယ်။ကြွေပြားအောက်ကနေရန်လေးခိုးနေမယ်ဆိုလဲကြွေပြားမှာလေးခိုးပေါက်အခေါင်းပွားတန်ဖြစ်ပေါ်တတ်ပါတယ်။ USA Red Crocodile နဲ့ဘီလက်မီကိုရေနှဲငယ်နဲ့ဖြောပြီးတော့ကြွေပြားကက်တဲ့နေရာမှာအသုံးပြုနိုင်ပါတယ်။ကျန်းကင်းကလာတဲ့ကြွေပြားနှာနဲ့နေရန်ကြွေပြားနှာတို့ကတဲမှတ်နေဖို့တဲ့နေဖို့အတွက်လိုအပ်ပါတယ်။ကျန်းကင်းရေစင်းတွေရေဆိုင် level တွေကိုတေချာ queue size ပြုလုပ်ပြီးတော့ခင်းကက်ပေးရပါမယ်။ရေပိုက်ပေါက်နေရာတွေမိကွက်နေရာတွေကိုတေချာစွာလက်စသက်စစ်ဆေးပြီးတော့ဖြတ်တောက်ခင်းကက်ပေးရပါမယ်။ကြွေပြားခင်းကက်လုပ်ငန်းမှာနှာလွဲတာတွေဖြတ်ဆဆောင်းတာတွေမတေးမသက်ဖြစ်ခြင်းတွေမရှိစေဖို့အတွက်တေချာစွာစစ်ဆေးပြီးတော့လှုပ်ဆောင်ပေးရပါမယ်။ကြွေပြားနေရန်ကက်မဲ့နေရာမှာကြမ်းကင်းကြွေပြားတွေကိုလုံးဝမကက်သင့်ပါဘူး။နေရန်ကြွေပြားတွေကအချက်လိုက်ပြန်ပြီးတော့ကွာကျလာနိုင်ပါတယ်။နေရန်ကြွေပြားနှစ်ချက်ဒါမှမဟုတ်ရင်ကြမ်းကင်းကြွေပြားနှစ်ချက်ကြားမှာဟာနေတဲ့ space ကိုရေနဲ့ကာလာစီမံဖြောပြီးတော့ဖာတီတုပ်ပေးရပါမယ်။ကာလာစီမံတုပ်ပြီးတော့ပြီဆိုရင်ဖော်တုံးနဲ့တေချာစွာတန်ရှင်းလှုပ်ဆောင်ပေးရပါမယ်။ကြွေပြားကက်ချင်လုပ်ငန်းအားလုံးပြီးဆုံးသွားတဲ့အခါမှာကြွေပြားရဲ့မျက်နှာပြင်ကချောမော့ပြောင်လက်ပြီးတော့တန်ရှင်းနေရပါမယ်။ကြွေပြားခင်းကက်လုပ်ငန်းမှာကုန်ကြမဲ့ကြွေပြားအချက်အရေအတွက်ကတော့တပေပတ်လေကြွေပြားဆိုရင်အချက်100နှစ်ပေပတ်လေကြွေပြားဆိုရင်အချက်25ချက်နှစ်ပေတပေကြွေပြားဆိုရင်အချက်50ကုန်ကျတော့မှာဖြစ်ပါတယ်ကြွေပြားခင်းကက်လုပ်ငန်းလုံးဆောင်တဲ့နေရာမှာကြွေပြားအရေအတွက်ကိုအတိအကျမွေးတင်ပါဘူးဆောက်လုပ်ဝန်ကြီးဌာနကသတ်မှတ်ထားတဲ့ဝေးစအနေနဲ့900ခန့်ပုံမိုထပ်တိုးပေါင်းဝယ်တင်ပါတယ်လူချင်းမင်းတို့နေထိုင်ရာအလုပ်လုပ်ရာအဆောက်အဦတွေအတွက်အကျန်းတဲ့ချောတဲ့ decoration renovation ဆောက်လုပ်လုပ်ငန်းဝန်ဆောင်မှုတွေကိုရယူခြင်းနဲ့ဆိုရင်တော့ Genius Empire ဖုန်းနံပါတ်0996931329ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်